တငါသေးတွေဟာနက်ရှိုင်းတဲ့ပင်လယ်တွေခါနေဆယ်ယူလာတဲ့ကနန်းထောင်ချောက်ကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့မမျော်လင့်ပဲခနာကိုအချိုးအစားအလွန်ကြီးမားတဲ့မဖိတ်ခေါ်ပဲရောက်ရှိလာတဲ့ဧည့်သည်ကြီးတစ်ကောင်ကိုတွေ့လိုက်ရပါတယ်။ပုံပန်ဆိုရင်တော့တငါသေးတွေဟာဒီလိုမျိုးမမျော်လင့်ပဲထူးခြားတဲ့အကောင်ကိုရရှိတာကြောင့်ဝမ်းတာပီတီပြရမှာဖြစ်ပြီးမဲ့အခုမြင်တွေ့နေရတဲ့ကောင်ကြီးကြောင့်လင်းဘောကပတင်းဟာစိတ်မချမ်းသာဖြစ်နေပါတယ်။ဘာကြောင့်လဲဆိုတော့ဒီကောင်ကြီးရှိနေတာဟာဒီထောင်ချောက်တွေကကနန်းတစ်ဝက်လောက်ပြည့်စည်သွားပြီဆိုတာကိုအတိတ်ပဲရနေလို့ပါပဲ။အလွန်ရုပ်ဆိုးပြီးကြောက်စရာကောင်းတဲ့ဒီတက်တော်ကို Wolf EU ပင်လယ်ငရှိလို့ခေါ်ပါတယ်။သူတို့ဟာပင်လယ်နက်ထဲကထိတ်တန်းအထွတ်အရေးသမားတွေဖြစ်ပြီးသူတို့ရဲ့ဘဝတက်တန်းအတော်များများကိုဂူထဲမှာပုံအောင်ပြီးတားကောင်ကိုချောင်းမြောင်းတိုက်ခိုက်ရင်ကုံဆုံးစေတတ်ပါတယ်။ဒါပေမဲ့တငါတဲ့တွေပင်လယ်ထဲခြာထားတဲ့ကနန်းထောင်ချောက်တွေရဲ့ကြုံတဲ့အခါမှာတော့သူတို့ဟာအငန်းမရပဲထောင်ချောက်ထဲကိုတိုးဝင်ပြီးဘူဖေးစားတယ်လို့မျိုးအဝတ်အစားလေးရှိကြပါတယ်။ဒါကြောင့်မို့လို့တငါတဲ့တွေပြင်လဲဆင်ယူလာတဲ့ကနန်းထောင်ချောက်တွေထဲမှာအစားချိုးတဲ့ငရှိတကောင်ပါလာဖို့အခွင့်အလမ်းအလွန်များပါတယ်။ဒီငရှိတွေဟာကိုက်နိုင်တဲ့အားအလွန်ပြင်းထန်တာကြောင့်သူတို့အကိုက်ခံရတဲ့ကနန်းတွေဟာမသေးရင်တောင်မှအင်္ဂါမစုံတော့ပါဘူး။ဒီလိုပုံပြတ်ပန်းပြတ်ဖြစ်နေတဲ့ကနန်းတွေကိုတော့ဈေးကွက်ထဲမှာဘယ်သူမှဝယ်ယူမှာမဟုတ်ပါဘူး။ဒီလိုအခြေအနေမျိုးမှာတငါတဲ့အများစုဟာစိတ်ပြက်လက်ပြက်နေပဲအဲ့ဒီကောင်ကြီးကိုဖမ်းယူပြီးပင်လေထဲကိုပြန်လွှတ်ပေးလိုက်ကြရပါတယ်။တငါတွေကသူတို့ကိုဒီလောက်အထိကျင်းနာပြရတဲ့အကြောင်းရင်းကတော့ဒီငရှင်းဒီမှာထူးခြားပြီး romantic ဆန်တဲ့မျိုးပွားမှုတလေးတခုရှိနေလို့ပါပဲ။သူတို့ဟာတသက်လုံးတလင်းတများစနစ်ကိုကျင့်သုံးကြပြီးအဖေါ်တရံရှာတွေ့ပြီးဆိုရင်တော့ဘဝတသက်တာလုံးအတူတူနေထိုင်ရင်းဂူကိုအတူတူကာကွယ်ကာသားသမီးတွေကိုအတူတူပြုစုပြောထောင်ကြပါတယ်။ဂျင်နာတက်တဲ့တငါတွေအများစုဟာဒီလိုအပြုအမူတွေကိုစာနာနားလေပေးကြပြီးအဲ့ဒီအကောင်ကြီးကိုသူ့ရဲ့အဖေါ်နဲ့ပြန်လဲစုံစည်းနိုင်ဖို့အတွက်ပင်လယ်တွေကိုပြန်လို့ပေးလိုက်ကြတာဖြစ်ပါတယ်။